ချိန်မရှိဘူးတော့နင်တို့ဂျာရီကိုတော့ခတ်ပေး မမမင်္ဂလာပါရှင်မဂုံရင်မရနေကြည့်နေပါတယ်မမဗာလေးပြပြရမယ်ရှင် မလေးချီရဲ့ပေါ်ဝေးလေးကြီးကြည့်လို့ညီမလေး ဟုတ်ဟုတ်မမညာလေးတို့ချီရဲ့ပုံလေးရဒီဘက်မှာရှိပါတယ်မမ ဟောကြည့်မယ်လား ဟုတ်ကဲ့ပါမမဒါလေးကတော့မမညာလေးတို့ဆိုင်ရဲ့ပုံဒီဇိုင်းတွေပါရှင်မမ ဟောအေးညီမလေး quality တွေကတော့ကောင်းတယ်နော်ညီမလေးဈေးလေးရရော ဈေးလေးက42,500ပါရှင်မမရှင်မမ ဟမ်ဒီ quality ကိုဒီဈေးလေးနဲ့ဆိုရင်တော့နင်တို့ဆိုင်တစ်ခုခုတော့လွဲနေပြီ ရှင်မမ ဒီ quality ကိုဒီဈေးနဲ့ဆိုရင်တစ်ခုခုလွဲနေပြီလို့ပြောနေရလေ ရှင် ငါအချိန်မရှိဘူးတော့နင်တို့ဂျာရီကိုတော့ခတ်ပေး ဟုတ်မမမင်္ဂလာပါဒါလေးနဲ့ဆင်မပြေဖြစ်လို့လေမမ ဒီ quality ကိုဒီဈေးလေးနဲ့ဆိုတော့နင်တို့ဆိုင်တစ်ခုခုလွဲနေလို့ငါပြောနေရလေ အော်မမဒါလေးကတော့လေဒီလိုရှိပါတယ်မမညီမတို့ဆိုင်ကချီတဲ့လေးတွေကိုလူတိုင်းဝင်နိုင်မှုအတွက်အခုလိုမျိုးညီမလေးတို့ကလေ quality ကောင်းကောင်းလေးနဲ့ဈေးနှုန်းလေးကိုအတင်းတင်းနဲ့ရောင်းချပေးနေတာမမ ဟောဒီလိုလား ဟုတ်တယ်မမ အဲ့ဆိုလေအမကိုတခြားချီတယ်လေးပြပေးအောင်လေနော် အော်မမဒီဘက်ကလေးကိုကြွပါရှင် ဒီအများကြီးတင်ပါညီမလေးရဲ့အမကိုအခုလိုစိတ်ရှည်နေရှင်းပြပေးရတဲ့အတွက်လေ ဟုတ်ကဲ့ပါမမကျေးဇူးအများကြီးတင်ပါတယ်ညီမလေးတို့ရှိကိုလည်းနောက်ခါလေးလာခဲ့အောင်နော်မ စိတ်ချနောက်ခါဆိုရင်ချီရနဲ့ပတ်သက်ရင်အမကလေဂုံယူဝင်ကိုရင်ပတ်ထဲမှာကိုဆဲတာပြီ ဟုတ်မမ